ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကလောနာရီစဉ်ကနေပြီးတော့10မိနစ်အတွင်းနဲ့ရောက်ရှိနိုင်မယ့်မြေကွက်လေးတစ်ပတ်ကိုမိတ်ဆက်မှာဖြစ်ပါတယ်ခင်ဗျာနာရီစဉ်နဲ့လည်းနီးရမယ်ကျွန်တော်တို့ကလောဘူရာနဲ့လည်းနီးရမယ်ဆိုတော့မိတ်ဆွေများအတွက်ဈေးနီးကြောင်းနီးလမ်းမတန်းမြေကွက်ကိုစီးပွားရေးအတွက်လည်းအချက်ချာကြတဲ့နေရာတစ်နေရာနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ခင်ဗျာကလောနာရီစဉ်ကနေပြီးတော့နီးဖျားသို့ဆိုတဲ့လမ်းမတန်းရဲ့မြေကွက်တစ်ကွက်နဲ့မိတ်ဆက်မှာဖြစ်ပါတယ်ခင်ဗျာမြေကွက်လေးရဲ့တီနေရာကတော့ဓမ္မစကြာလမ်းမတန်းမှာတည်ရှိပြီးတော့ရက်ကွက်ကြီး30မှာတည်ရှိတဲ့မြေကွက်လေးဖြစ်ပါတယ်ခင်ဗျာလမ်းနှစ်ဖက်ပွင့်လမ်းတောင်းကွက်မြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျာမြေကွက်လေးရဲ့အနေအထားကတော့လမ်းရဲ့အောက်ဖက်မှာမြေလေးနည်းနည်းဆောင်းသွားတဲ့အနေအထားလေးဖြစ်ပါတယ်ခင်ဗျာလေးတောင်ဆက်ဆက်ကြတောင်တန်းဗျူချွန်ရှူရောဗျူများပါရှိတဲ့မြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျာစီးပွားရေးအတွက်လည်းအလွန်ကိုအချက်ချာကြတဲ့နေရာလေးလည်းဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်ရဲ့ပိတ်ဆိုင်မှုကတော့ပုံစံ105 106မြို့မြေဂရန်တစ်16ရန်မြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်ရဲ့အကျယ်ဝန်းကတော့ပေ80ပေ100တရှိရဲ့မြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျာအယောင်းဝယ်လို့ချင်တဲ့လူကြီးမများအတွက်လည်းဈေးနှန်းလွတ်မြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျာစီးပွားရေးလုံးမဲ့နေရာအတွက်လည်းချက်ချာကြတဲ့နေရာလေးဖြစ်လို့အများဆုံးဆက်သွယ်ဝယ်ပေးလိုက်ပါခင်ဗျာကျွန်တော်ကတော့ရတာဖြစ်ပါတယ်ခင်ဗျာ